ခုဆက်ပြီးကျွန်တော်ဆန်းပြမှာလေးရကြတော့ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ CCTV ကင်မရာတွေ receiver set တွေ hard disk တွေသူတို့ဒီ power ဘယ်လောက်ထိလိုအပ်လဲပေါ့တနည်းအားဖြင့်ကျွန်တော်တို့သုံးနေတဲ့ ampere 2 ampere 5 ampere ဆိုတာဒီလုံလောက်ရဲ့လားဆိုတာလေးကိုကျွန်တော်စမ်းကြည့်မှာပေါ့အဲ့တော့အရင်ဆုံးဒါကကျွန်တော် IP ကင်မရာပေါ့အဲ့တော့ IP ကင်မရာတစ်လုံးကို power ပေးလိုက်မယ်ဆိုလို့ရှိရင်သူ့မှာ ampere 0.3 ဝန်းကျင်ပေါ့နော်ဒါ 2.6 2.7 3 ဝန်းကျင် ampere လောက်ထိကုန်ကြတယ်နောက်ရိုးရိုး analog ကင်မရာပေါ့ရိုးရိုး analog ကင်မရာတစ်လုံးမှာဆိုလို့ရှိရင်တော့သူ့ရဲ့ ampere သုံးနိုင်တဲ့နှုန်းကIP ထက်ဆိုင်ရင်တော့ပို့ပြီးတော့နည်းတယ်လို့ပြောလို့ရတာပေါ့နော်နောက်ဒါပေမဲ့ကျွန်တော်တို့ကဒီကင်မရာတွေကကြတော့ full color ဆိုလို့ရှိရင်ဒီ IR ပွင့်လာတဲ့အချိန်မျိုးမှာပို့ပြီးတော့ power ပိုလိုတာလေးတွေရှိတယ်နောက်တစ်ခါကျွန်တော်တို့အခုဒီမှာ receiver set ပေါ့အဲ့တော့ဒါမှ receiver set မှာပေးလိုက်မယ်ဆိုလို့ရှိရင် receiver set တစ်လုံးအတွက်လိုအပ်တဲ့ ampere အဲ့တော့အဲ့ဒီမှာလည်းပဲတခုရှိတာက तू က stable ဖြစ်နေတဲ့အချိန်မှာပြမယ် ampere နဲ့ steady လုပ်ဖြစ်တဲ့အချိန်မှာပြတဲ့ ampere ကတော့အနည်းငယ်ကွာနိုင်တယ် steady လုပ်ဖြစ်တဲ့အချိန်မှာပို့ပြီးတော့စားပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအသုံးပြုတဲ့ adapter ဒီသူ့ရဲ့ steady လုပ်နိုင်တဲ့အနေအထားမှာရှိဖို့လိုတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့အခုလောလောဆယ်ကျွန်တော် hard disk မထည့်ထားသေးတဲ့အခြေအနေတစ်ခုပါโอเคဒါကကြတော့ကျွန်တော်တို့ hard disk ထည့်ပြီးတော့ run တဲ့အခြေအနေတစ်ခုပေါ့ဒါကလည်း normal hard disk setting အနေနဲ့ပဲသွားတာပဲရှိသေးတယ်ကျွန်တော်တို့ဒီမှာ CCTV ကင်မရာတွေတက်ဆင်ပြီးတော့လုံးနဲ့ run တဲ့အချိန်မှာဖြစ်လာမဲ့ ampere လုံးတွေကလည်းရှိနိုင်သေးတယ်ပေါ့နော်โอเคအဲ့တော့ဒါလေးရှိခြင်းအပြင်တော့ကျွန်တော်တို့ကကိုသုံးနေတဲ့ set တွေမှာဘယ်လောက် ampere လောက်သုံးရမလဲဘယ်လောက်power စားတယ်ဆိုတဲ့ဟာကိုတစ်ခုချင်းစီကျွန်တော်တို့ကလက်တွေ့စမ်းသပ်ပြီးတော့သိနိုင်တာပေါ့နော်အဲ့ဒါလေးတွေကတကယ်တမ်းပြောမယ်ဆိုရင်တော့ဘာမှမခက်ပါဘူးကျွန်တော်ဗိုးမီတာလေးတွေနဲ့ဖန်တီးထားတာပါဒီတွေကတော့ loading ကို testing လုပ်အတွက်ကိုကျွန်တော်ဖန်တီးထားတဲ့အရာလေးတွေပါနောက်ပိုင်းမှာဒါလေးတွေကိုဘယ်လိုပြုလုပ်ထားတယ်ဆိုတာလေးတွေလည်းကျွန်တော်ဆက်ပြီးတော့ဖော်ပြပေးပါအောင်မယ်